ဒီညရန်ကုန်မြို့ကတာမန်မဟုတ်တော့ဘူးလက်စစ်မီတွေတခါတည်းပျောက်သွားပြီးကောင်းကင်ကမင်းနဲ့သွားတယ်လမ်းတွေအဆောက်အဦတွေကအရေးလိုလှုပ်ရှားလာတယ်လူတွေကထိတ်လန့်နေကြတယ်တချို့ကမိသားစုကိုဖတ်ပြီးပုံနေကြတယ်တချို့ကတော့မကြောက်ဘဲအမှန်တရားကိုရှာဖို့လမ်းထွက်လာကြတယ်တခြားတစ်ဖက်ရဲ့ဝင်ပေါက်တွေကမြေအောက်မြောင်းအဟောင်းတွေလူမနေတော့တဲ့အဆောက်အဦတွေရေကန်တွေရဲ့အောက်ကျမ်းပြင်နေရာတွေမှာဖြည်းဖြည်းပွင့်လာတယ်အမောင်ကမြို့ကိုစားသုံးလာပေမဲ့လူသားတွေရဲ့မီးလင်းကမတည်သေးဘူးဒီမြို့ကိုကယ်တင်နိုင်မလားဒါမှမဟုတ်ရန်ကုန်မြို့ကအမှောင်ထဲပျောက်သွားမလား Welcome to Yangon.